ကျွန်တော်နာမည်ကချန်မိုပါကျွန်တော်ကအစွမ်းထပ်တူတယ်ပါဒါပေမဲ့ရေးစရာကောင်းတာကကျွန်တော်ရဲ့အစွမ်းကအင်မတန်အားနေပါတယ်တခြားသူတွေရဲ့အစွမ်းဖော်ပြချက်တွေကစလုံးတလုံးကိုပဲပြောင်းလဲနေတာပါအစားပိုင်းမှာတော့ကျွန်တော်ထူကြတယ်လို့မထင်ရပါဘူးဒီနေ့မှာတော့ကျွန်တော်ဒီကဘာကြီးကိုမတော်တဆဖျက်ဆီးမိလိုက်တဲ့အထိပါပဲအဲ့ဒီနောက်မှာတော့လူတိုင်းရဲ့အမြင်မှာကျွန်တော်ဟာဖျက်ဆီးခြင်းအရှင်သခင်အထိကြော်ကြလာခဲ့ပါပဲကျွန်တော်ကိုကဘာပေါ်မှာအနက်ဆုံးထူကအဆင့်89အချိန်အောင်ထဲမှာချုံနှောင်ထားခဲ့ကြပါတယ်ဆယ်နှစ်ကြာပြီးနောက်မှာအဆင့်89ကလူသစ်နှစ်ယောက်ကျွန်တော်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်သူတို့ကဖျက်ဆီးခြင်းအရှင်သခင်ရဲ့စကြောင်းကိုနားထောင်ချင်နေကြတာပါလူချင်းမင်းတို့မြင်မြန်ထုတ်ပေးကြပါတခါဖွင့်ပေးကြပါဦးမစိုးရင်ကြပါနဲ့ကျွန်တော်ခင်ဗျားတို့ကိုဘာမှမလုပ်ပါဘူးပြီးရင်ဆုံးခင်ဗျားတို့ကိုခင်ဗျားတို့မိတ်ဆက်ပေးကြမလားကျွန်တော်နာမည်လီဖုံးပါကျွန်တော်နာမည်လူချမ်းပါဒီနေ့ကျွန်တော်တို့လာရတာကခင်ဗျားကိုအင်တာဗျူးချင်လို့ပါဟုတ်လားဒါဆိုခင်ဗျားတို့ဗာမေးချင်လို့လဲအဖေကလူတွေပြောကြတာကခင်ဗျားဟာအင်ဟာအကြီးဆုံးအစွမ်းထပ်ထုတယောက်ဖြစ်ပြီးတကမ္ဘာလုံးကိုဖျက်ဆီးလူနီးပါးဖြစ်ခဲ့တယ်လို့ပြောကြတယ်ဒါကြောင့်မဲခင်ဗျားကိုဖျက်ဆီးခြင်းအရှင်သခင်လို့ခေါ်ကြတာလားအဲ့ဒါဟုတ်ပါသလားကျွန်တော်ကအင်ဟာအကြီးဆုံးအစွမ်းထပ်ထုလို့ပြောတာကတော့မှန်နိုင်ပါတယ်ဒီနေ့တွေ့တဲ့လောက်မှာကျွန်တော်ထက်သားတဲ့သူတယောက်မှမတွေ့သေးပါဘူးဒါပေမဲ့တခုတော့မှားနေတယ်ကျွန်တော်ကကဘာကြီးကိုဖျက်ဆီးလူနီးပါးဖြစ်ခဲ့တာမဟုတ်ဘူးကျွန်တော်ကဒီကဘာကြီးကိုတစ်ချိန်ဖျက်ဆီးပြီးသားဖြစ်နေတော့ဘာကြီးလဲကျွန်တော်ကဘာကြီးကိုဖျက်ဆီးခဲ့တာတော့ခင်ဗျားတို့ဘာလို့အခုထိအေးအေးဆေးဆေးအသက်ရှင်နေကြတာလဲလို့ခင်ဗျားတို့မေးချင်နေကြမှာပဲဒါဆိုရင်အစားကနေပြန်ပြောပြပေးပါမယ်လွန်ခဲ့တဲ့နှစ်ပေါင်း20ကရှိုးဝက်ဆန်းကျဲတဲ့အိုကာခဲတခုကဘာဘိုကြားရောက်ခဲ့ပါတယ်တပတ်ကြာမှာတော့လူအချို့စင်ကဲပြောင်းလဲသွားပြီဆိုတာကိုလူသားတွေတတိပြုမိခဲ့ကြတယ်ဒီကဘာလုံးကလူတွေဟာအမျိုးမျိုးသောအစွမ်းထက်တွေကိုစားတင်ရရှိလာကြပါတယ်တချို့ကဘီးမှုန်နိုင်တယ်တချို့ကရေပန်းထုတ်နိုင်တယ်တချို့ကဖြန်းတန်းနိုင်ပြီးတချို့ကြတော့စူပါမန်တွေအဖြစ်အသွင်ပြောင်းနိုင်ကြတယ်ရုပ်ရှင်တွေက X-Man တွေရောက်လာပြီလို့ online မှာလူအတော်များများကပြောကြတယ်ဒါပေမဲ့အစားပိုင်းမှာယုံရင်ဆိုင်ခပ်ဖြစ်ပြီးတဲ့နောက်မှာလူတွေတထေးတတိထားမိလာတာကတော့အသက်18နှစ်ပြည့်တဲ့သူတိုင်းဟာ1000မှ1အောင်နှုန်းနဲ့အစွမ်းတစ်ခုကိုရရှိဖို့အခွင့်အရေးရှိတယ်ဆိုတာပါပဲဒါပေမဲ့ဥကခဲကဘာဘိုကြားရောက်တဲ့နှစ်မှာကျွန်တော်အသက်ကနှစ်ဖိတ်ရှိပါသေးတယ်ကျွန်တော်ဟာတာမန်လူတယောက်ပဲဆိုတဲ့အချက်ကိုလက်ခံလိုက်ပြီးတဲ့နောက်မှာကျွန်တော်တာမန်ဘဝနဲ့ပဲနေထိုင်ခဲ့ပါတယ်စာမွေးဝဲတွေဖြီးတက္ကသိုလ်တက်စာသင်ဘွဲ့ရည်အလုပ်အကိုင်အတီးတကြရှာဟိုပြင်ဆင်ခဲ့တယ်ဒီဘဝကိုပဲအေးအေးဆေးဆေးနဲ့ငင်းငင်းချမ်းချမ်းဖြတ်တန်းခဲ့ပါတယ်တက္ကသိုလ်ကျောင်းဝင်ကအရန်တိတ်ဆိတ်ပါတယ်အစွမ်းမရှိတဲ့တာမန်ကျောင်းသားတွေနဲ့ပဲပြည်နေတာပါစာသင်ခန်းတွေထမင်းစားတာတွေစာမွေးပွဲတွေနဲ့ပဲဘဝကထပ်တလဲပါပဲကျွန်တော်ရဲ့ရီးစားဟောင်းကျန်းလီကလွဲလို့ပေါ့ကျန်းလီကအရန်တော်တဲ့မိန်းကလေးတယောက်ပါသူကလူတွေကိုဘယ်လိုကြည့်ယူဆိုင်ရမလဲဆိုလားဒီလိုကျွန်တော်ပြောသမားကလည်းအမြင်နားထောင်ပေးတတ်တယ်ကျွန်တော်တို့တော့သူဟာဒီကဘာပေါ်မှာအကောင်းဆုံးအမျိုးသမီးတယောက်ဖြစ်ပြီးကျွန်တော်ရဲ့အရာအားလုံးပါပဲကျွန်တော်နဲ့သူတက္ကသိုလ်နယ်မြေထဲမှာအရာပြောစရာကောင်းတဲ့အချိန်တွေကိုဖြတ်တန်းခဲ့ကြတယ်ဘွေရတာနဲ့ချက်ချင်းလက်ထပ်ကြဖို့ကျွန်တော်တို့ကတိပေးခဲ့ကြတယ်ဒါပေမဲ့ပျော်ရွှင်စရာအချိန်တွေကအမြဲတမ်းတိုးတောင်းလွန်ပါတယ်အဲ့ဒါတွေအားလုံးကအလင်းညာတွေပါဒီနေ့မှာတော့ကျွန်တော်တို့မျိုးပင်ကိုစကန်ထွက်ဖို့ချိန်ထားခဲ့ကြတယ်ကျွန်တော်တိတ်တဲ့စိတ်စင်လက်စွပ်တစ်ခွန်းဝဲခဲ့ပါတယ်စကန်ချတဲ့နေရာကဂျယ်ရီဆုံတဲ့ကောင်းကင်အောင်မှာသူ့ကိုလက်ထပ်ခွန်းတောင်းဖို့ကျွန်တော်စီစဉ်ထားခဲ့တာပါသူကကျွန်တော်ကိုရေတပူလင်းအတားအရကမ်းပေးခဲ့တယ်ရေတငုံတောက်လိုက်ပေးတာနဲ့ကျွန်တော်တတိလစ်သွားခဲ့ပါတယ်ကျွန်တော်ပြန်နိုးလာတဲ့အချိန်မှာတော့ကျူးနဲ့အချီချန်ထားရပါပြီမျက်လုံးတွေကိုလည်းအဝတ်မဲနဲ့အုပ်ထားခဲ့တယ်ကျွန်တော်စိုးရင်တကြီးနဲ့ကျန်းလီရဲ့နာမည်ကိုအော်ခေါ်နေခဲ့မိတယ်ဘာဖြစ်သွားမှန်းကျွန်တော်မသိခဲ့ဘူးဘာလို့တတိလစ်သွားလာလဲတယောက်ယောက်ကကျွန်တော်ကိုပြန်ဖေးဆွဲလာတာဘာလို့လဲကျွန်တော်ကချမ်းထားတဲ့သူလည်းမဟုတ်ပါပဲနဲ့မျက်လုံးကိုအုပ်ထားတဲ့အဝတ်ကိုမဖယ်မချင်းကျွန်တော်ဘာမှစဉ်းစားမရခဲ့ဘူးမျက်လုံးအုပ်ထားတာကိုဖယ်လိုက်တဲ့အခါမှာတော့ကျန်းလီကကျွန်တော်ရှေ့မှာရောက်နေခဲ့ပါလေသူကဓာတ်တစ်ချောင်းကိုကိုက်ထားပြီးမီးထုတ်တစ်ချောင်းကိုထွန်းလိုက်တယ်ကျွန်တော်နောက်ဆုံးတော့ပဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်တီးချာမကြည့်ရသေးခင်မှာတင်ကျန်းလီကဓာတ်ကိုကိုင်ပြီးပါစကားမှမပြောပဲကျွန်တော်စီပြေးဝင်လာခဲ့တယ်ကျွန်တော်ကိုကလားထိုင်မှချီထားတာကြောင့်လုံးဝလှုပ်ရှားလို့မရခဲ့ပါဘူးကျွန်တော်ခန္ဓာကိုယ်ကိုပဲတတ်နိုင်တယ်များအားကုန်တုံပြီးရုန်းကန်နေခဲ့ရတယ်နောက်ဆုံးမှာတော့ဓာတ်ကကျွန်တော်ကိုယ်ထဲကိုစိုက်ဝင်ခါနေမှတင်ရှောင်တင်းနေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်လည်းမြေကြီးပေါ်ကိုအရှင်နဲ့လဲကျသွားပြီးခေါင်းကကြောက်တုံးနဲ့စောင်းမိသွားခဲ့တယ်
အဲ့ဒီအချိန်မှာကျွန်တော်ခေါင်းကအယံမူးနောက်သွားခဲ့တယ်ကျွန်တော်ဆက်ရှင်တဲ့ဓာတ်တုံးကခမလာခဲ့တဲ့အစွာဟာအဲ့ဒီအချိန်မှာရုတ်တရက်အကုန်လုံးပွင့်ထွက်လာခဲ့ပါတယ်ကျွန်တော်အစွမ်းထက်တူတယောက်ဖျက်သွားခဲ့ပါပြီကျွန်တော်မပြောလဲရတဲ့ခင်မှထင်ကျန်းဒီကကျွန်တော်ရှိကိုနောက်တစ်ချိန်ပြီးဝင်လာပြန်တယ်ကျန်းလီဘာကြောင့်အခုလိုလုံးနေလဲဆိုတာကိုကျွန်တော်နောက်ဆုံးတော့နားလည်သွားခဲ့ပါတယ်ကျွန်တော်ရဲ့နိုးချလာတဲ့အစွမ်းကဘယ်အရာရဲ့ဖော်ပြချက်ကိုမဆိုမြင်နိုင်ပြီးအဲ့ဒီထဲကစလုံးတစ်လုံးကိုပြောင်းလဲနိုင်တဲ့အစွမ်းပါကျွန်တော်ကျန်းလီရဲ့အစွမ်းကိုမြင်လိုက်ရတယ်သူ့ရဲ့ခေါင်းပေါ်မှာစာသားတန်းကြီးပေါ်နေခဲ့တာပါတင်းကိုတကယ်ချစ်တဲ့သူကိုတတ်လိုက်ရင်တင်းရဲ့ခန္ဓာကိုယ်ချန့်ခိုင်မှုကနှစ်ဆတိုးလာလိမ့်မယ်အဲ့ဒီအချိန်မှာတက်ကတူတဲ့နေတော့ကကျန်းလီကျွန်တော်အပေါ်ကောင်းပြခဲ့တဲ့မြတ်ကိုအကုန်နားလဲသွားခဲ့ပါတယ်ကျွန်တော်ဘဝတသက်တာယုံကြည်အားကိုးနိုင်တဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံးတွေ့ခဲ့ရလို့ကျွန်တော်ကံကောင်းတယ်လို့တစ်ချိန်ကထင်ခဲ့မိတယ်သူကကျွန်တော်ကိုသူ့အပေါ်တကယ်ချစ်လက်အောင်လုပ်ပြီးမှတပ်ဖိဖို့ကြံစီနေခဲ့တာကိုကျွန်တော်လုံးဝမပြောလင်းထားခဲ့ဘူးကျွန်တော်ရှိကဒီလိုရုပ်ဆိုးအကြီးတန်းတဲ့မျက်နှာကိုကြည့်ပြီးတခုခုမလုပ်ရင်တော့ဒီနေ့ကျွန်တော်ဒီမာတင်တီးရတော့မယ်ဆိုတာသိလိုက်တယ်သူ့ရဲ့သားကကျွန်တော်ကိုယ်တည်းကိုစိုက်ဝင်ခါနေမာတင်ကျွန်တော်သူ့ရဲ့အစွမ်းကိုပြောင်းလဲလိုက်တယ်သူ့ရဲ့တမ်းမာချင်းဆိုတဲ့စလုံးကိုအားနေချင်းဆိုတဲ့စလုံးနဲ့အစားထိုးလိုက်တယ်သူကျွန်တော်ကိုတတ်လိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်ကတဝက်လောက်အားနေသွားတော့မှာပါဂျန်လီဒါကိုတီးသွားတဲ့အခါမှာတော့သူလုံးဝယူထွက်သွားခဲ့ပါတယ်ကျွန်တော်မတည်တော့ဘူးဆိုတာသိလိုက်တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်နောက်တစ်ချိန်တတိလက်သွားခဲ့ပြန်တယ်ကျွန်တော်တတိလက်သွားတဲ့အချိန်မှာသူကျွန်တော်ကိုဆဲဆိုသည့် all hit မူယူနေတာကိုကြားနေရတော့မှာပဲကျွန်တော်ပြန်နိုးလာတဲ့အခါမှာတော့ကျွန်တော်တန်လောင်းဝင်းထဲမှာပိတ်မိနေမှန်းသိလိုက်ရဂျန်လီကကျွန်တော်ကိုဒေါသတကြီးနဲ့ဘာတွေလုပ်ခဲ့လာလဲလို့မေးတယ်ကျွန်တော်ကတော့သူဟာအချစ်ကိုအသုံးချပြီးလိန်ညာသူတယောက်ထိကြောင်မပြောလိုက်တယ်သူလည်းအထူးစွမ်းရည်တွေကိုနောက်ဆက်နိုင်တဲ့စွမ်းရည်ကျွန်တော်မှနိုးထားလာခဲ့တယ်သူကိုတစ်သက်လုံးစွမ်းအားမင်းတယ်လို့မရအောင်ကျွန်တော်လှုပ်ဖြစ်ချင်တယ်ဒေါသထွက်နေလေဂျန်လီကကျွန်တော်ကိုအချင်းတော်ချနှိမ့်ဆက်ခဲ့ပေမဲ့ဘာမှပြောင်းလဲမသွားဘူးနောက်ဆုံးတော့သူဒေါသတကြီးနဲ့ထပ်သွားခဲ့တယ်မကြခင်မှာပဲနောက်ထပ်အမောသားတယောက်ကိုသူ့အထက်ထည့်ပစ်လိုက်တယ်ဒီလူကလည်းအထူးစွမ်းရည်ရှိသူတယောက်ပဲအဲ့ဒီလူဟာလည်းဂျန်လီရဲ့မြုပ်ဆွဲမှုကိုခံခဲ့ရပြီးသူ့ကိုအသက်အတန်ချစ်မိသွားခဲ့တာပါဒီမိမကတော့ချင်းတစ်ဖက်နဲ့လှီနှစင်းစီးနေခဲ့တာပေါ့သူကဂျင်းနောက်ကိုအရင်တက်ပြီးစွမ်းအားမြင့်တယ်ပေါ့ပြီးမှဒီလူကိုတတ်ဖို့စီစဉ်ထားတာပါဒါမှသူကအရင်ကထက်၄စားလောက်ပိုစွမ်းအားကြီးလာမှဖြစ်ပါတယ်ဒါပေမဲ့ကံမကောင်းတာကသူ့ရဲ့အစီအစဉ်ဟာကျွန်တော်ကြောင့်ပျက်စီးသွားခဲ့တယ်ဒီလူကိုထည့်ပိတ်ပေးတဲ့နောက်ဂျန်ဒီတယောက်ထပ်ပေါမလာတော့ဟုတ်ကျွန်တော်နဲ့အဲ့ဒီလူဟာဒီတန်းလောင်အိမ်ထဲမှာရပ်ပေါင်း20ကြာပိတ်မိနေခဲ့တယ်ဒီရက်20အတွင်းမှာခင်ဗျားတို့ရင်းနဲ့အာဟာရကိုဘယ်လိုဖြည့်တင်းခဲ့တာလဲအရင်တွေပါတယ်အဲ့ဒီလူရဲ့စွမ်းရည်ကဘားဆက်ကနေရေတွေထွက်လာတာပါကျွန်တော်ကသူ့ရဲ့စွမ်းရည်ကိုနည်းနည်းဖူးပြင်ပြောင်းလဲလိုက်တယ်ဘားဆက်ကနေထမင်းတွေထွက်လာအောင်ပေါ့ဟုတ်ပါတယ်တခါတလေအရသာပြောင်းချင်ရင်တော့ဘားဆက်ကနေမမွန်းသီးတွေထွက်လာအောင်ပြောင်းလဲပြလိုက်တယ်ဒါဆိုခင်ဗျားဘယ်လိုလွတ်မြောက်လာခဲ့တာလဲအဲ့ဒီလူရဲ့စွမ်းရည်ကိုဘားဆက်ကနေမီးတွေထွက်လာအောင်ထပ်ပြောင်းလိုက်တယ်ရပောင်း20လောက်မပြတ်တမ်းမီးရှူလိုက်တဲ့အခါမှာတော့တက်လောင်းအိမ်ဟာပြတ်တောက်သွားပြီးကျွန်တော်တို့လွတ်လာခဲ့တယ်လွတ်လာပြီးတဲ့နောက်ကျွန်တော်တို့7 euro ကိုတွားခဲ့ကြတယ်နောက်ဆုံးတော့ဘျူရိုကဂျန်လီကိုဖမ်းဆီးနိုင်ခဲ့တယ်ကျွန်တော်လည်းစွမ်းရည်ရှင်တယောက်ခဲ့တာကြောင့်ဘျူရိုမှာအလုပ်ခန့်ခဲ့ရတယ်ဒါပေမဲ့ဘျူရိုထဲရောက်တဲ့အခါမှာတော့ကျွန်တော်ရဲ့စွမ်းရည်အမှန်ကိုကျွန်တော်မထုတ်ဖော်ခဲ့ပါဘူးတခြားလူတွေရဲ့စွမ်းရည်ကိုအတိုင်းအတာတစ်ခုထိမဲ့နှောက်ယှက်နိုင်တယ်လို့ပြောခဲ့တယ်ရလက်ကလည်းမသေးချဘူးလို့ဆိုခဲ့ပါတယ်ခမရဘာဖြစ်လို့ဒါတွေအားလုံးကိုဖုံးကွယ်တာဖို့ဆုံးဖြတ်ခဲ့တာလဲလူဆိုတာမှာအဖြစ်မရှိပေမဲ့ယတနာလက်ဝဲရှိတာကတော့အဖြစ်တစ်ခုဖြစ်လာတတ်တယ်ကျွန်တော်ကတခြားစွမ်းရည်ရှင်တွေရဲ့စွမ်းရည်တွေကိုအလွယ်တကူမြင်နိုင်တယ်သူတို့မှလျှို့ဝှက်ချက်မရှိတော့ဘူးဒီလိုစွမ်းရည်မျိုးကိုကျွန်တော်အတွက်လုံခြုံမှုမတေးချသေးတဲ့အခြေအနေမှာတိုက်ရိုက်ထုတ်ပြောလိုက်မယ်ဆိုရင်ဒိုဒီဆိုးရွားတဲ့ကံချမမျိုးနဲ့ရင်ဆိုင်ရနိုင်ပါတယ်ဒါပေမဲ့ခမရရဲ့စွမ်းရည်ကကဘာကြီးကိုဖျက်ဆီးနိုင်လောက်တဲ့အထိတော့အင်အားကြီးပုံမရဘူးတော့ခမရအမြင်မှာဘယ်လိုစွမ်းရည်မျိုးကအင်အားအကြီးဆုံးလဲကွန်ဆပ်အမျိုးအစားစွမ်းရည်တွေလားဟုတ်ပါတယ်ကွန်ဆပ်အမျိုးအစားစွမ်းရည်တွေကဘယ်လို logic ကိုမှလိုက်နာစရာမလိုဘူးတကဘာလုံးရဲ့လဲပန်းမှုစီးမင်းတွေကိုတော့တိုက်ရိုက်ပြောင်းလဲပြနိုင်တယ်ဘျူရိုတို့မှာဒိုရီမုန်လူအမီပြောင်းပေးထားတဲ့လူတစ်ယောက်ရှိတယ်သူ့ရဲ့အိတ်ကက်ထဲကနေအမြဲလိုအပ်တဲ့ PC တွေကိုထုတ်ယူနိုင်တယ်ဒီလိုတိုက်ခိုက်ရေးစွမ်းရည်မရှိပုံရတဲ့စွမ်းရည်နဲ့ပဲသူဟာတေမင်းနဲ့ရင်ဆိုင်ရတဲ့အချိန်တိုင်းလွတ်မြောက်နိုင်ခဲ့တယ်ဒါပေမဲ့ခမရရဲ့စွမ်းရည်ကကဘာကြီးကိုဖျက်ဆီးနိုင်လောက်တယ်ဆိုတာကိုတော့ကျွန်တော်တို့နားမလည်နိုင်သေးဘူးကျွန်တော်စွမ်းရည်ကဒီလို concept အမျိုးအစားစွမ်းရည်တွေကိုတောင်ပြောင်းလဲပစ်နိုင်တယ်လေအဲ့ဒါ NR အကြီးဆုံးမဟုတ်ဘူးလားဘျူရိုကိုစဝင်တုန်းကကျွန်တော်ကိုအနိုင်ကျင့်ဖူးတဲ့လူမိုက်တယောက်ကိုတွေ့ခဲ့တယ်သူလည်းဘျူရိုလဲကိုဝင်ဖို့စူးစမ်းခဲ့ဖူးပေမဲ့အချောင်းအမျိုးမျိုးကြောင့်မအောင်မြင်ခဲ့ဘူးသူကသူ့ကိုယ်သူဘဲလို့တိုက်ခိုက်မှုကြောင့်မှထိခိုက်တရားမရနိုင်မှုလို့ကြွေညာထားသူပါ
တကယ်တော့သူ့ရဲ့စွမ်းရည်ကအပြင်ကနေလာတဲ့ဘဲလိုတိုက်ခိုက်မှုကြောင့်မှထိခိုက်တိုက်ရမရတာဒါမှမဟုတ်မတည်ဆုံးတာပါဒါကြောင့်လူအများစုကသူ့ကိုဘာမှလုံးမရကြဘူးဒါပေမဲ့သူဟာကျွန်တော်နဲ့တွေ့သွားခဲ့တယ်ဒီညမှာတော့သူကဘာတစ်ခုမှအရက်တောက်ရင်သူ့ရဲ့စွမ်းရည်ကြောင့်ကြွားလုံးထုတ်နေတယ်ဘေးကလူတွေကလည်းသူ့ကိုတစ်ခုလောက်ပြဖို့ဝိုင်းပြောကြတယ်အဲ့ဒါနဲ့သူကသူ့ကိုယ်ပေါ်ကိုအရက်တွေလောင်းချပြီးမီးချစ်နဲ့ရှုပြလိုက်တယ်ဒါပေမဲ့သူကတော့ဘာမှမဖြစ်ဘူးပေါ့အားလုံးကဝိုင်းပြီးချီးကျူးနေကြတော့ကျွန်တော်ကသူ့ဘေးနားကနေသူ့ရဲ့စွမ်းရည်ကိုတိတ်တဆိတ်ပြောင်းလဲလိုက်တယ်အတွင်းပိုင်းကနေလာတဲ့ဘဲလိုတိုက်ခိုက်မှုကြောင့်မှထိခိုက်တန်ရမရစေရဆိုပြီးပေါ့အဲ့ဒီလိုနဲ့အဲ့ဒီလူဟာသူကိုယ်တိုင်ရှို့လိုက်တဲ့မီးနဲ့ပဲအရှင်လက်လက်အလောင်းခံလိုက်ရတော့တယ်ခမည်းရဲ့စွမ်းရည်ကတကယ်ကိုကြောက်စရာကောင်းတာပဲခမည်းနဲ့ဒီလူနဲ့ကစင်တူတဲ့အချက်တစ်ခုရှိတယ်ခမည်းကလည်းထိခိုက်တန်ရမရနိုင်ဘူးမဟုတ်လားခမည်းမှာဒုတိယစွမ်းရည်တစ်ခုမှရှိနေတာလားဥပမာတခြားစွမ်းရည်ရှင်တယောက်ကိုတတ်ပြီးရင်သူ့ရဲ့စွမ်းရည်ကိုရတာမျိုးလားခမည်းရဲ့အတွေ့ကတော်တော်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်မှာစွမ်းရည်တစ်ခုပဲရှိတာပါစက်ပြောရရင်ဘျူရိုကိုရောက်ပြီးတဲ့နောက်ကျွန်တော်ရဲ့စွမ်းရည်ကိုအထောက်အကူပြုစွမ်းရည်အဖြစ်ပဲတတ်မှတ်ခဲ့ကြတယ်ကျွန်တော်ကိုတည်င်းချစ်အလက်ဌာနမှာစာရွက်စာတမ်းအလုပ်တွေပဲပေးလုပ်ခဲ့တယ်တခါတလေမှာအပြင်ထွက်ရတာမျိုးရှိတယ်ကျန်းလီကိုဖမ်းမိပြီးတဲ့နောက်သူ့ရဲ့စွမ်းရည်ကိုကျွန်တော်ကန်ပေးလိုက်တယ်သူ့ရဲ့စွမ်းရည်ဟာ concept အမျိုးအစားဖြစ်တာကြောင့်ဘျူရိုကအရာစိတ်ဝင်စားခဲ့ကြတယ်သူပြူပြင်ပြမလေးရေးကလာပြီးတဲ့နောက်မှာတော့သူ့ကိုဘျူရိုကချက်ချင်းပဲလက်ခံလိုက်ပြီးလျှို့ဝှက်လက်နက်တထုအနေနဲ့လေ့ကျင့်ပေးခဲ့တယ်ဒါပေမဲ့ကျန်းလီရဲ့စွမ်းရည်ကတခြားလူတွေသူ့ကိုချစ်မိကိုလိုအပ်တာကြောင့်သူ့ကိုသူ့လိုလုပ်ငန်းတွေမှာပဲအမြဲအသုံးပြုခဲ့ကြတယ်အဲ့ဒီနောက်ပိုင်းမှာတော့သူ့အကြောင်းတတိမကြရတော့ဘျူရိုမှာအလုပ်လုပ်နေတော့ကျွန်တော်တစ်ခုတတိထားမိလာတယ်ဘျူရိုထန်းကလူတိုင်းကဘျူရိုမှုခုခေါ်အန်းနူအရင်ချီညူကြပြီးခိုင်းသမျှအကုန်မလုပ်ကြတယ်ပညာတဲ့တက်ကထုံចောင်းတော်တယောက်အနေနဲ့လူတယောက်ကိုအလွန်အကျွံကိုးကွယ်လာဟာမကောင်းဘူးဆိုလာတည်ပေမဲ့အင်အားကြီးသူကိုအထင်ကြီးတဲ့ဒီလူအဖွဲ့အစည်းမှာတော့ဒါကမလွဲမရှောင်တာပါပဲဒါပေမဲ့ထူးဆန်းတာကခုခေါ်အန်းကအင်အားကြီးပေမဲ့သူတော်စင်တယောက်လောက်ထီတော့အဆင့်မမြင့်သေးဘူးဘာလို့လူတွေကဒီလောက်ထီသူ့ကိုဝိုင်းကိုကွယ်နေကြတာလဲဒီတန်တရားတွေနဲ့ခုခေါ်အန်းနဲ့တွေ့တဲ့အခါမှာတော့အမှန်တရားကိုကျွန်တော်သိလိုက်ရတယ်ခုခေါ်အန်းဟာတခြားလူတွေရဲ့ရှိမှာတော့သူဟာသူတစ်ပါးရှိမှာသူ့ရဲ့စွမ်းအားကပြင်းထန်တဲ့စိတ်စွမ်းအားနဲ့ရန်သူကိုတိုက်ခိုက်တာလို့အမဲပြောနေခဲ့တယ်ဒါပေမဲ့ကျွန်တော်တွေ့ရတဲ့သူ့ရဲ့စွမ်းအားကတော့ပြင်းထန်တဲ့စိတ်စွမ်းအားနဲ့လူတွေရဲ့စိတ်နှလုံးကိုထိန်းချုပ်နေတာဖြစ်နေတယ်အတူချုပ်ပြောရရင်ဒီ Google An ဆိုတဲ့လူမှာပြင်းထန်တဲ့စိတ်ထိန်းချုပ်ရေးစွမ်းအားရှိတယ်သူဟာတခြားသူတွေရဲ့အတွေးနဲ့မတိစိတ်ကိုစိတ်ကြိုက်ထိန်းချုပ်နိုင်ပြီးသူ့ကိုလက်အောက်ခံဖြစ်အောင်လုပ်နိုင်တယ်သူက749 Bureau တခုလုံးကစွမ်းအားရှင်တွေကိုထိန်းချုပ်ထားတယ်ကျွန်တော်ကိုလွှဲရင်ပေါ့ Google An ကကျွန်တော်ကိုလည်းထိန်းချုပ်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်နှလုံးကိုထိန်းချုပ်လို့မရတာကိုတွေ့သွားတယ်သူပြောတဲ့လောက်ကျွန်တော်ကမယိုးရှင်းဘူးဆိုတာကိုသူတတိထားမိသွားတယ်Google An ကလူလေးရဲ့စိတ်ကိုတကယ်ပဲကောင်းကောင်းကစားနိုင်တယ်လို့ပါလူဖော်ကိုင်းဖွဲ့တဲ့ကြားကဆက်ဆံရေးကိုအသုံးချပြီးကျွန်တော်ကိုဂရုစိုက်ပေးခဲ့တယ်ကျွန်တော်ကိုမိသားစုလိုနှွေးထွေးမှုမျိုးခံစားရအောင်လုပ်ပေးခဲ့တယ်တစ္ဆာဖောက်ခတ်ရတာကိုခုလေးတင်ဂျုံခဲ့ရတဲ့ကျွန်တော်ဟာအဲ့ဒီအချိန်မှာအဲ့ဒီလိုနှွေးထွေးတဲ့ခံစားချက်ကိုအရန်ဆွဲလန်းသွားခဲ့တယ်အဲ့ဒီထန်ရိုးခြင်းအပေါ်မိတွေ့မှုကြောင့်တဲ့သူ့ရဲ့အစည်းအဝေးတွေကိုကျွန်တော်လိုလိုလားလားနားထောင်ပြီးသူ့အတွက်အလုပ်တွေလုပ်ပေးခဲ့တယ်ဒါပေမဲ့မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်ပြင်းထန်တဲ့စိတ်အတိကပါရဲ့အာဃာတဝင်ပေါက်တစ်ခုရွရချက်တွင်ထွားပြီးအရင်ကြောက်စရာကောင်းတဲ့တတော်အချိုးအဲ့ဒီဝင်ပေါက်ကနေထွက်လာကြတယ်749 Bureau ရဲ့လူရှားမှုဌာနကလူအလုံးသူတို့ကိုတွားတိုက်ဖို့အပြင်ထွက်သွားကြတယ်အဲ့ဒီချိန်မှာထူးထူးခြားခြားအင်အားကြီးတဲ့တတော်တစ်ကောင်က Bureau ထဲကိုရွရရောက်လာတယ်တရင်အချက်လက်ဌာနကလူဖို့ကိုက်ဖွဲ့တွေကတိုက်ခိုက်ရဲမှာမကျွမ်းကျင်ကြဘူးဒါပေမဲ့ဒီလိုထူးခြားတဲ့အချိန်မျိုးမှာတော့မဖြစ်မနေထပ်တိုက်ကြပြီးတတဝါကြီးနဲ့အသက်လူတိုက်ပွဲဆင်နွှဲခဲ့ရတယ်အရင်ကလူဖောက်ကိုင်ဖက်တွေတန်ရအပြင်းထန်ရပြီးအသက်လူနေရတာကိုမြင်လိုက်ရတဲ့အခါကျွန်တော်ဟာကိုယ်စိတ်ကိုထပ်ပြီးအရှုံးပေးလိုက်ရပြန်တယ်လူဖောက်ကိုင်ဖက်တွေကိုကဲကိုထွက်ကျွန်တော်ရဲ့စွမ်းအားကိုအသုံးပြုပြီးဆေးဘက်ဆိုင်ရာဌာနကလူဖောက်ကိုင်ဖက်တယောက်ရဲ့စွမ်းအားကိုပြင်ဆင်လိုက်တယ်သူ့ရဲ့စွမ်းအားကမူလကအပေါ်ရန်တန်ရတွေကိုမြန်မြန်ကုသပေးနေတာကျွန်တော်ကပြင်းထန်တဲ့တန်ရာတွေကိုမြန်မြန်ကုသနိုင်အောင်ပြင်ဆင်ပေးလိုက်တယ်။လူဖော်ကိုင်းဖက်အားလုံးကိုသူ့ရဲ့စွမ်းအားနဲ့ကဲတင်နိုင်ခဲ့တယ်။ဒါကလည်း Google An ကိုကျွန်တော်ရဲ့အစွမ်းအားစွေတွေမြင်တွေ့စေခဲ့တယ်။
တူကျွန်တော်စီတက်ရိုက်လာပြီးကျွန်တော်စွမ်းအားရဲ့အစွမ်းအားစွေတွေကိုပြောပြတယ်ပြီးတော့သူနဲ့အတူကဘာတက်တစ်ခုကိုဖန်တီးဖို့ပြောတယ်အဲ့ဒီကဘာကအင်အားဟီစွမ်းအားရှင်တွေနဲ့ဖွဲ့စည်းထားပြီးသူကိုပဲလက်အောက်ခံရမယ့်ကဘာမျိုးပေါ့ကျွန်တော်ကတော့တွေးဝေးမတည်ပဲသူ့ကိုညှင်းပယ်လိုက်တယ်တွားတာတကြီးထွထွားတဲ့ Google အန်ကကျွန်တော်ကိုစိတ်ဆွမ်းအားနဲ့ထိန်းချုပ်ဖို့စ조사ခဲ့ပြီးမြဲကျွန်တော်ကတော့သူ့ကိုအလွဲတကူပဲအနိုင်ယူလိုက်တယ်ရှုံးနေထွားတဲ့ Google အန်ဟာအရန်ကိုယူထွက်သွားတော့တယ်သူကစိတ်အတိကဘာစီကိုသွားတဲ့ဝင်းပေါက်ကိုတိုက်အိုက်ဖွင့်လိုက်တယ်အဲ့ဒီနေ့မှာမရင်းမတွက်နိုင်တဲ့တတဝါတွေဟာစိတ်အတိကဘာကနေကဘာမီကောကိုဆင်းသက်လာခဲ့ကြတယ်အဲ့ဒီတတဝါတွေကအရန်အင်အားကြီးပြီးအရင်ကဘျူရိုထဲကိုရောက်လာတဲ့ကောင်ထဲမညံ့ကြဘူး Google အန်ကယူယူမူမူနဲ့ပြောခဲ့တယ်တကယ်လို့ကျွန်တော်ကသူ့နဲ့အတူအင်အားကြီးတဲ့ကဘာကိုမဖန်တီးချင်ဘူးဆိုရင်ဒီကဘာကြီးကိုပဲပြက်စီးထွားစီမယ်တဲ့ဒီလောက်များပြားတဲ့တတဝါတွေကဘာပေါ်မှာပေါ်လာတာဟာတကယ်ပဲကဘာကြီးကိုပြက်စီးစေမှာပါဒါကြောင့်ဒီကိစ္စကိုကျွန်တော်ဒီလောက်ပဲတားဆီးနိုင်ခဲ့တယ်ခဏကတကယ်ကိုအင်အားကြီးတာပဲယွန်ကြိုင်မှုကူကိုဘလို့အနိုင်ယူခဲ့လဲဆိုတာကျွန်တော်တို့ကိုပြောပြပေးနိုင်မလားကျွန်တော်သူ့ရဲ့စွမ်းအားကိုပြင်လိုက်တယ်ပြင်းထန်တဲ့စိတ်စွမ်းအားနဲ့ဝတ္ထုရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားအဖြစ်ပြောင်းလိုက်တာအဲ့ဒီတော့ဒီလောက်အင်အားကြီးရဲ့တတော်ဘာအုပ်ကြီးကိုခမားဘလို့ခုခံခဲ့တာလဲကျွန်တော်အရင်ကပြောခဲ့သလိုပဲကျွန်တော်ရဲ့စွမ်းအားကအရာအားလုံးကိုမြင်နိုင်ပြီးစလုံးတစ်လုံးကိုပြင်ဆင်နိုင်တာပဲရှိတယ်ဒါကိုခမားတို့အားလုံးကတိတ်ပြီးမစွမ်းဘူးလို့ထင်ကြလိမ့်မယ်ဒါပေမဲ့ခမားတို့မစင်စားမိတာကကျွန်တော်ရဲ့ဒီအရေးချက်မှာကျွန်တော်ရဲ့ကိုယ်ပိုင်စွမ်းအားကိုပြင်ဆင်တာလဲပါဝင်တယ်ဆိုတာပါပဲကျွန်တော်ကကျွန်တော်ရဲ့စွမ်းအားကိုအစောကြီးကတည်းကပြင်ဆင်ထားပြီးတာပါကျွန်တော်ကစွမ်းအားကိုတရားအားလုံးရဲ့စွမ်းအားကိုတင်ယူနိုင်ပြီးစလုံးတစ်လုံးကိုပြင်ဆင်နိုင်တာအဖြစ်ပြောင်းလိုက်တယ်ပြီးတော့749 Bureau ထဲကလူအားလုံးရဲ့စွမ်းအားလေးကိုလည်းအစောကြီးကတည်းကတင်ယူခဲ့တယ်အထူးသဖြင့်အထောက်အကူပြုတဲ့စွမ်းအားတွေပုံဥပမာလူတစ်ယောက်ရဲ့စွမ်းအားကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်စွမ်းရည်ကိုဆယ်စာမြင့်တင်ပြနေတာတစ်ထပ်မှတစ်ကြိမ်ပဲသုံးလို့ရတယ်ကျွန်တော်အဲ့ဒီစွမ်းအားကိုတင်ယူကိုဆယ်စာမြင့်တင်ပြနေတာတစ်စက္ကန့်မှတစ်ကြိမ်ပဲသုံးလို့ရတယ်ဆိုပြီးတိတ်တဆိတ်ပြောင်းလိုက်တယ်ပြီးတော့အဲ့ဒီစွမ်းအားကိုကိုအကြိမ်နေရာ300လောက်တုံလိုက်တယ်သုံးပြီးဖားတဲ့ခါကျွန်တော်ရုပ်ရှင်ထက်ကစူပါမန်တရားလိုခန်းစားလိုက်ရတယ်ဒါကြောင့်အဲ့ဒီကြောက်စရာကောင်းတဲ့တရဝါတွေအလုံးရင်းနဲ့ရောက်လာတဲ့ခါကျွန်တော်လည်းနှစ်ဖက်ကိုအသားလေးပဲတီးလိုက်တာတရဝါအုပ်ကြီးတစ်ခုလုံးအပေါက်ကြီးဖြစ်သွားတယ်နောက်ပိုင်းမှာတင်ယူထားတဲ့အားဖိဖီတာသဘောတရားဆိုင်ရာစွမ်းအားတွေကိုထုတ်တုံးလိုက်တယ်စိတ်အတိကဘာကအရာအလုံးကြောက်ွယ်သွားရမယ်ဆိုတော့ဂါဘောကိုရောက်လာတဲ့တရဝါအလုံးဟာကောင်းကင်ရံမှာဖုံဝင်းတွေအဖြစ်တိုက်ရိုက်ပြောင်းလဲသွားခဲ့တယ်ခမနာကဘာလို့ဒီမှာအချင်းချခံထားရတာလဲဘာလို့အဖြစ်မှာဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘာမှတားမှမရှိတာလဲကျွန်တော်တို့အင်နာကြီးတဲ့သူကတကယ်ကြီးအချင်းချခံရဖို့ဆိုတာဘယ်လိုဖြစ်နိုင်မှာလဲကျွန်တော်ကကိုပြစ်ဒဏ်ခတ်ပြီးနေနေတာပါဘာလို့လဲဆိုတော့တတ္တဝါအားလုံးကိုရှင်းလင်းပြီးစိတ်အထိကဘာကိုဖျက်ဆီးလိုက်ပြီးတဲ့နောက်မှာကဘာကြီးဟာတတ္တဝါတွေကြောင့်ပျက်စီးယူရင်းနေပြီကျွန်တော်ကအဲ့ဒီလိုပျက်စီးနေတဲ့ကဘာကြီးကိုမကြိုက်ဘူးဒါကြောင့်ကျွန်တော်ကအချိန်နောက်ပြန်လဲတဲ့စွမ်းအားကိုတုံးလိုက်တယ်ကျွန်တော်ခန္ဓာကိုယ်တွေကအစားပေါင်းများစွာအားကောင်းနေတဲ့စွမ်းအားကိုတုံးပြီးဒီကဘာကြီးကိုတတ္တဝါတွေမပေါ်ခင်ကအချိန်ရဲ့အတိုင်းနောက်ပြန်လဲလိုက်တယ်ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့လူအားလုံးရဲ့မှတ်ဉာဏ်တွေကိုကျွန်တော်ဖျောက်ဖျက်ပစ်လိုက်တယ်Google အနဲ့749 Bureau ကအစိမ့်မြင့်အရာရှိအနေငယ်ကလွှဲရင်ကျန်တဲ့သူတွေဘယ်သူမှဒါကိုမှတ်မိတော့ဘူးအဲ့ဒီနောက်မှာကျွန်တော်ခု749 Bureau ရဲ့မြေအောက်အချင်းထောင်ဆိုလိုတာကဒီအခန်းထဲမှာပိတ်အောင်ထားလိုက်တဲ့ Google အန်ကကျွန်တော်ဘလောက်ကြောက်ဖို့ကောင်းလဲဆိုတာသိတဲ့အတွက်အကီလူဒီကိုတော့ကျွန်တော်ဟာကဘာကြီးကိုဖျက်ဆီးဖို့ကြံစီခဲ့တဲ့ဖျက်ဆီးခြင်းပြီးရလို့ပြောထားတဲ့ကျွန်တော်ကတော့ဂယုမဆိုင်ပါဘူးကျွန်တော်မှခန်းစားချက်မရှိတော့မဟုတ်ဘူးပရိစိတ်တို့ရဲ့အတွေ့ကိုကျွန်တော်ဂယုမဆိုင်ပါဒါကခင်ဗျားတို့သိချင်နေတဲ့အကြောင်းအရာအလုံးပါပဲကဲဒီနေ့တော့ကျွန်တော်အများကြီးပြောခဲ့ပြီးပြီကျွန်တော်ဒီမှာနေခဲ့တာလည်းကြာပြီဆိုတော့အပြင်ထွက်ကြည့်ဖို့အချိန်တန်ပြီဒီကဘာကြီးကနောက်ဆုံးတော့တိတ်သေးလွဲနေတယ်ကျွန်တော်ပိုကြီးမှပြီးပိုအင်အားကြီးတဲ့ကဘာတစ်ခုလိုအပ်တယ်